အားလုံးပဲမင်္ဂလာပါအဲဆိုရင် lesson 1ရဲ့အပိုင်း6ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဆိုရင်အမတို့အပိုင်း6မှာဆိုရင်အမတို့အပိုင်း9မှာဒီအထက်ကအတွင်းမူကသားလေးကိုအမတို့ကိုအတွင်းပေါင်ဘက်မှာကိုကပ်ပြီးဒီလိုလေးထားခဲ့ပေါ့နော်အဲဆိုရင်အမတို့ဒီအပိုင်းမှာကြာတော့အမတို့10မိနစ်15မိနစ်ပြည့်သွားပြီဆိုရင်အမတို့ဒီကလစ်လေးတွေကိုအကုန်ဒီချာလေးပြန်ဖြုတ်ပါမယ်အမတို့ကိုတစ်ခါကပ်ပြီးဆိုရင်အမတို့15မိနစ်အနည်းဆုံးထားရပါမယ်နော်တကယ်လို့လိုရင်းကရင်နဲ့15မိနစ်ကျော်သွားရဆိုလည်းရပါတယ်15မိနစ်ကတော့အနည်းဆုံးကပ်ပြရပါမယ်မဟုတ်လို့ရှိရင်သူကြတော့ကိုကမကပ်ပေးနဲ့လေနော်ပြည်လာတော့ဘာလို့ဖြစ်ရင်ကြတော့အဆင်မပြေဘူးလေနော်အဲဆိုရင်အဲကြောင့်အမတို့ကိုကပ်ပြီးပြီဆိုရင်အမတို့15မိနစ်ကတော့အနည်းဆုံးထားရပါမယ်ဟုတ်ပြီအမတို့ဒီလိုလေးကိုရာတက်ညက်ထားတဲ့ကလစ်တွေကိုအမတို့ဒီချာလေးဖြုတ်လိုက်ပေါ့နော်အကုန်လုံးဖြုတ်ပြီးသွားပြီဆိုရင်အမတို့အခုတစ်ခါကျတော့ခုနကအမတို့ဒီမိုးကာသားလေးအတွင်းပိုင်းမှာထဲတော့ကကျတော့အမတို့ဒီဂိုင်းရှိရဲ့ဘက်မှာအမတို့ကိုမထဲဘူးပေါ့နော်အခုကနောက်ဆုံးအဆင့်ရောက်ပြီဆိုတော့အမတို့ဒီပတ်လေကိုအမတို့ဟိုဒီ frame ရဲ့တန် frame ရဲ့ပတ်လေအကုန်လုံးအမတို့ကိုထဲရပါမယ်နော်ကိုထဲရပါမယ်အဲဆိုရင်အမတို့ဒီပတ်လေကိုအမတို့ကိုထည့်ပါမယ်ဒီတန်ဖရင်အကုန်လုံးထဲမှာပတ်လေအကုန်ကိုင်းရှိရဲ့ဘက်ရောဒီမုတ်ပါတာလေးကတ်ထားတဲ့ဘက်မှာရောအမတို့ကိုထည့်ပါမယ်ကိုထည့်တဲ့အခါမှာအဓိကဒီအလေကောင်မှာပေါ့နော်အလေမှာအမတို့ဒီချာလေးကိုထည့်ရပါမယ်အလေမှာနော်အလေမှာဒီချာလေးကိုဒီအလေပေါင်းအပြည့်ကြီးတဲ့ထဲဆရာမလို့နော်ဘာဖြစ်လို့လဲဆိုရင်အမတို့ဒီသူရဲ့အိတ်အခွန်အမတို့ထဲလိုက်မှာဖြစ်တဲ့အတွက်သူကအရန်ကြီးအပြည့်ကြီးဆိုရင်ရောပဲရှန်လာတတ်တယ်နော်သူကရှန်လာပြီဆိုရင်ဒီပိတ်စတွေပါရင်မှလေအရာလာထင်ပြီးမှလေမလှဘူးနော်မလှဘူးအဲအကြောင်းမလို့အမတို့ဒီကိုလည်းအရန်လဲမများအရန်လဲမနေထဲရပါမယ်အရန်နေတော့ပြီဆိုရင်ရောပဲအမတို့ဒီကိုကဒီသူ့ရဲ့အိတ်အခွန်ထဲအခါမှာဒီချာလေးမကတ်ဘူးပေါ့နော်ဒီချာလေးမကတ်တာရလည်းဖြစ်တတ်ပါတယ်ဒီချာလေးထည့်ပါမယ်ဒီအိတ်ကိုကိုအဆင်ပြေသလိုကင်လို့ရရင်နော်ကိုတိတ်မကတ်တဲ့နေရာဒီချာကိုတိတ်မဝင်သွားတဲ့နေရာဆိုလည်းအမတို့ဒီချာလေးကြည့်ပြီးကိုပြန်ဖြည့်ရမယ်နော်ဒီချာလေးကိုပြန်ကြည့်လိုက်မယ်ကိုဘယ်နေရာမှာလိုလဲပေါ့နော်လိုတဲ့နေရာလေးမှာနည်းနည်းပြန်လိုက်ဖြည့်ပါမယ်လိုတဲ့ထင်တဲ့နေရာကြီးပေါ့နော်โอเคရပြီအဲ့ဆိုရင်တစ်ဖက်ကတော့အမတို့ထည့်ပြီးသွားပြီအဲ့ဆိုရင်အမတို့ကိုခဏပေးလိုက်မယ်အဲ့ဆိုရင်အမတို့ဒီတူရဲ့ဒီဟာလေးကိုအမတို့ထည့်လို့ရပါပြီအဲ့ဆိုရင်အမတို့ဒီဟာလေးကိုအမတို့ဒီချာလေးထည့်လိုက်ပါမယ်နော်ဒီတူရဲ့ကိုဒီ frame ထဲမှာနော်အမတို့ကိုထည့်ထားတဲ့အချမ်းဘက်မှာအရင်နော်ဒီချထည့်ပါမယ်အမတို့ဒီလိုလေးတော့ပိတ်စလေးအမတို့ဒီလိုထွက်နေဆိုရင်ရောပဲအမတို့ဒီတန်ဒီကလစ်နဲ့ပေါ့နော်ဒီစာကနာလေးနဲ့အမတို့ထိုးထည့်လိုက်ရပါမယ်သူကပိတ်စရထွက်နေရမှာဖြစ်စေရအောင်နော်တောင်းချိုးမှရောပဲအမတို့ဒီချာမဝင်မှုဆိုရင်အမတို့ဒီလို
တန်ချောင်းလေးနဲ့ပဲဖြစ်ဖြစ်ဒီအမတို့ဆက်ချုပ်တဲ့လူတွေမှာဆိုရင်ဒီဟာလေးရောက်ရှယ်လီနော်အမတို့ဒီကင်းချီဆက်ကချီလေးအမတို့ပြတ်သွားပြီဆိုရင်အမတို့ဒီဟာလေးနဲ့ဒီချာလေးပြန်ထုတ်ယူရဟာလေးပေါ့နော်အဲဆိုရင်ဒီဟာလေးနဲ့ဒီချာလေးလိုက်ထည့်လိုက်ရပါမယ်ပြီးတော့ဒီချာလေးဝင်လာမဝင်လာဆိုရင်ဟောင်းမတို့ဒီချာလေးဟုတ်ပြီအမတို့အဲ့ဒါဆိုရင်အမတို့ဒီဘက်ကိုအကုန်အမတို့ဒီတူရဲ့ပိတ်စလေးအကုန်လုံးအမတို့ဒီချဝင်သွားပြီတုံးချိုးမှရောပဲအမတို့ဒီချဝင်သွားပြီเนาะအမတို့ဒီပိတ်စကတ်တဲ့အခါတော့ကလေเนาะဒီတောက်နေရမှာလေဆိုတော့မတွန့်စေရဘူးလို့ပြောရလေเนาะ तू ကတွန့်ရင်လေအရန်ရုပ်ဆိုးရเนาะဒီမှာကြည့်ဒီမှာဆိုရင်အမတို့လုံးဝမတွန့်ထားဘူးဒီမှာဆိုလုံးဝတောင်းဆိုရင်မဲ့လုံးဝမတွန့်ထားဘူးเนาะလုံးဝမတွန်းဘူးဒီလိုနေရာလေးเนาะဒီလိုနေရာလေးမှာမတို့တိချလေးရပါမယ်အဲဆိုရင်မတို့နောက်တစ်ဖက်ကိုပြန်တက်ပါမယ်เนาะနောက်တစ်ဖက်ကိုအမတို့ကော်ပြန်ထည့်လိုက်ပါမယ်ပတ်လေကော်ပြန်ထည့်ရပါမယ်ဒီဘရောပဲခုနနဲ့အတူတူပဲဒီအလဲမှာထည့်မယ်เนาะဘေးပေါင်လေးအတွင်းဘေးဒီအပြင်ဘက်ကဘောင်အတွင်းဘက်ကဘောင်မှာမဟုတ်ဘဲနဲ့ဒီအလဲခေါင်မှာအမတို့ဒီအလဲတူရဲ့ဒီနေရာမှာဒီချလေးထည့်ပါမယ်ဒီချလေးထည့်ပါမယ်နော်လူရဲ့နေရာလေးဒီချလေးပြန်ကြည့်ပြီးပြန်ထည့်အောင်မယ်နော်ကိုကလေအရင်မများသွားစေရဘူးเนาะဘာဖြစ်လို့ဆိုအမတို့ဒီသူရဲ့အဲ့အခွန်လေးတော့အမတို့ပြန်ထည့်ရဆိုတော့လေကိုတကယ်လို့အရင်အများကြီးဖြစ်နေရင်အပြင်ကိုရှန်လာရင်လုံးဝအဆင်မပြေဘူးเนาะသူကကိုအပြင်ကိုရှန်လာလို့ရှိရင်လေအမတို့ဒီပိတ်မာရည်လေအရာလာထင်ပြီးမှအကွက်လိုက်ဖြစ်ပြီးမှလုံးဝမလာဘူးเนาะအဲဆိုရင်အမတို့ဒီတစ်ဖက်ကိုရောပဲအမတို့ဒီတစ်ဖက်ကိုဒီချာလေးထည့်လိုက်ပါမယ်မတို့ဒီလိုထွက်နေရင်တခါရဲဒီချာလေးထိုးထည့်လိုက်မယ်အကုန်လုံးဒီချာလေးဖြီးထည့်မယ်နော်ဒီချာလေးပြန်ဖြီးမယ်ဒီချာလေးဒီလိုဖြီးပေးအောင်မယ်နော်
okay တောင်ချိုးရလာနေရမယ်နော်ဟုတ်ပြီအဲ့ဆိုအမတို့ဒါကြတော့အမတို့အိတ်လေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုမှအမတို့ဒီလိုပြီးချင်း customer မပေးရဘူးเนาะဘာဖြစ်လို့လဲဆိုအမတို့အနည်းဆုံး15မိနစ်နိုင်ဝက်လောက်ကိုအမတို့ထားလိုက်ရအောင်မယ်เนาะဘာဖြစ်လို့လဲဆိုအထဲမှာအမတို့ time frame မှာအမတို့ကော်ထဲထားလေเนาะကော်ထဲထားပြီးမှအမတို့ဒီသူရဲ့ဒီအဖုံးလေးကိုအမတို့ပြန်ထည့်ရဆိုတော့သူကအနည်းဆုံး15မိနစ်15မိနစ်ထပ်ပို့ပြီးထားလို့လည်းရတယ်ပူတီချသွားအောင်ဆိုအမတို့ဟိုတနိုင်လောက်ထားလဲအဆင်ပြေပေါ့နော် customer ဒီနေ့လုပ်တယ်ဆိုရင်လည်းနောက်မိနစ်ဖြန်လောက်မှပြီးလိုက်တာမျိုးဖြစ်ပိုအဆင်ပြေပေါ့နော်အဲဆိုရင်ကိုတီချလေးကလာမကလောက်ဆိုရင်လည်းအမတို့တီချလေးပြန်စစ်ပြီးမှပြီးလိုက်ရင်တော့ပို့ပြီးတီချပေါ့နော်အဲဆိုအမတို့ဒီ lesson 1ရဲ့ဒီအိတ်ပုံစံလေးကတော့ပြီးတော့ပါပြီရှင်ဒီလိုအိတ်ပုံစံလေးပါရှင်ဒီလိုအိတ်လေးပါရှင်အဲဆိုရင်အမတို့ lesson 1မှာကျတော့အမတို့ဒီပုံစံလေးပေါ့နော်အဲဆိုရင် lesson 2မှာကျတော့ဘယ်လိုပုံစံလေးပြန်လာမလဲဆိုအမတို့ lesson 2မှာပြန်တွေ့ကြပါမယ် lesson 1နဲ့ပတ်သက်ပြီးမရှင်းတာပြန်မေးချင်တာလေးရှင်းရောပဲအမကို check box မှာပဲဖြစ်ဖြစ်အမဒီ comment box မှာပဲဖြစ်ဖြစ်မေးဟာလို့ရပါတယ်ရှင်အမတွေ့ရနဲ့ပြန်ဖြေပေးပါမယ်ရှင်အဲဆိုရင်အမတို့ဒါကြတော့အတွင်ပိုင်းပါရှင်တင်ပိုင်းမှာ okay ကျေးဇူးတင်ပါတယ်အဲဆိုရင်အမတို့lesson 1ကတော့ဒီမှာပြီးပါပြီ lesson 2မှာပြန်တွေ့ကြပါမယ်